ရင်းနေမလိမ္မာနှခါမောတော့ဖြစ်ပြီအစောနာဗီဒီယိုဖိုင်လေးဆွဲလိုက်တယ်ဆွဲပြဗီဒီယိုဖိုင်ပြန်ရှာမရတော့ကဲဘယ်ရောက်တော့မှမသိတော့မောရတာဗျာနော်ကဲဒါလေးပြန်ရှင်းပြရတော့မယ်ကဲရှင်းပြရတော့မယ်တဲ့စတူဒီယိုမှာပြည့်နေတော့မသိပါဘူးအဲ့တော့ဒါကမမကတ်ထဲမှာတီးတန့်ကျွန်တော်ရဲ့နော်ဟိုပြောမှဆိုတော့နှစ်တီးစားဗျာ16ရက်3လ2026အတွက်မမစိုက်ကောက်ကြောင်းဆိုပြီးရေးဆွဲတာအစင်တော့အဲ့ဒါရေးထားတာဒါကျွန်တော်မမအဖွဲ့ကဒါလေးတီးတန့်ပြကြင်တော့ဒါလေးကိုတီးတန့်ထားတာလိုင်းပေါ်မှာလည်းမတင်ကျင်လို့ဆိုပြီးတော့အခုဒါလေးကိုကျွန်တော်ကဗီဒီယိုဖိုင်လေးဆွဲတာဆိုဗီဒီယိုဖိုင်လေးဆွဲတင်ငယ်ချင်းတွေပို့ပေးမယ်ဆိုပြီးတော့ဗီဒီယိုဖိုင်လေးဆွဲတာမိနစ်20ကျော်လေးဘယ်ရောက်တော့ရှာမရတော့ကဲဥပြန်ဆွဲရပြီကဲဟုတ်ပြီအဲ့တော့နှစ်ဦးမှာ3ပိတ်ရှိပေါင်းကြီး3လို့ဖြစ်တယ်3ပိတ်ရှိပေါင်းကြီး3လို့ဖြစ်ပြီးတာ ਨੇ အဲ့ဒီ3ပိတ်ရှိပေါင်းကြီး3ဒီသူ့ကိုဘေးကဲနေမှာ3ထိပ်လို့နော်3ထိပ်နဲ့3ဝက်နဲ့က5ပရိကျော်တစ်ချိန်လိုက်ထွက်တယ်အဲ့ဒီ3ထိပ်3ပိတ်ရှိပေါင်း3ဖြစ်လို့သူ့ကိုဘေးကဲနေမှာ3ထိပ်နဲ့5ပရိလို့ထွက်တော့ဘယ်တည်းမှာထွက်တော့တပွင့်ကြောင့်မှာကွာပေါင်းကြီး5ဒီဒီ3လို့5လို့ခွေးတဲ့ဘေးမှာ3ထိပ်နဲ့5ပရိထွက်တာအဲ့ဒီ3ထိပ်နဲ့5ပရိထွက်လို့သူ့ကိုဘေးကဲရဲ့နဲ့3ချိန်မှာတခါ3လို့ပြန်လိုက်ပိတ်တာပိတ်ပြီးဟိုဘော1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်မြောက်တွေကိုစဉ်းစားပါ6နှစ်မြောက်တွေကိုစဉ်းစားတဲ့ခါကျ6နှစ်မြောက်တွေမှာအကြောင်းရတယ်အများကြီးရှိအကြောင်းအများကြီးတဲ့မှာကျွန်တော်အရင်ဆုံးဒါကိုပြောမယ်ဒီကနန်းနှစ်ကွက်ခုနကဒါဗီဒီယိုဖိုင်ရိုက်ပြီးသားဒီမှာမှတ်နေတဲ့ဆွဲပြီးသားဟာဒီ664နဲ့ရှေးပေါင်းချင်း4နောက်ပိတ်နဲ့တစ်ခွက်ရယ်4ခါထိုင်နဲ့ကွာပေါင်းချင်း9နဲ့တစ်ခွက်ရယ်အဲ့နှစ်ကွက်လိုက်ထွက်တယ်အဲ့နှစ်ကွက်လိုက်ထွက်တော့ဘယ်နေရာမှာထွက်တော့ဆိုတာနဲ့ပတ်သက်ကျွန်တော်ဖမ်းလာဟုတ်ပြီပထမကတ်ဒါလေးကိုရင်ပြောမယ်ပထမကတ်ဒါလေးရင်ပြောတော့ဒါဘေးနားကိုစဖမ်းလို့ဆိုတာကဒီနားကိုဒါထွက်ဖို့အတွက်နော်သူ့ရဲ့ဘေးမှာပါရှိတော့သူ့ရဲ့ဘေးမှာဟာအခုံးခွန်တဲ့အဲ့ဒီအခုံးခွန်မှာခါတော်နှလုံးခွန်မှာအဲ့ဒီခါတော်နှလုံးခွန်ဒီ1နှစ်2နှစ်ကျော်မှာခွန်ခါထိုင်ခဲ့လို့ဟာဒီခွန်ခါထိုင်ခဲ့လို့2နှစ်ကျော်မှာခါတော်နှလုံးခွန်လို့ထည့်ပြီးအခါတော်နှလုံးခွန်ကြောင့်အခုံးခွန်လို့ရိုက်တယ်ခုံးခွန်လို့ရိုက်တော့ခွန်ပါဝါနှစ်ကားလို့ထိုင်လိုက်ပြီဆိုတော့ ਨੇ အဲ့ဒီအခုံးခွန်ရဲ့ဘေးမှာခြေပေါင်းချင်း၄နောက်ပိတ်နေဟုတ်ပြီနော်ချစ်ပရိဆိုတာထွက်တယ်အဲ့တော့အဲ့ကောင်ထွက်ဖို့တော့သူ့စောင်းမှာပါရှိတော့တစ်ချိန်နှစ်ချိန်သုံးချိန်မှာဟာမယ်နောက်ပေါင်းရှိတယ်အဲ့ဒီ8ပါဝါတပင်းကျော်မှာနောက်ပေါင်း3လို့ခံထားတယ်8ပါဝါ3လို့ခံပြီးတော့မှဒီကောင်လိုက်ထွက်တယ်ဒီကောင်ထွက်တော့မှဆိုသူ့ပေါ်မှာပါရှိတော့နောက်ပေါင်း3ရတော့ပထမတစ်ချိန်မှာခံထားတယ်အဲ့ကောင်စီနီယာလေးသွားတာ3ရ1နှစ်ဆိုပြီးသွားတာဒီဟာလည်းစီနီယာသွားတာ8 9 3ရဆိုပြီးသွားတာနောက်ပေါင်း8နောက်ပေါင်း9နောက်ပေါင်း10အ8ပါဝါကို3လို့ရိုက်တာ9ပါဝါ4လို့ရိုက်တာ3ရပါဝါ5လို့ရိုက်တာသူအဲ့ဒီကောက်ကြောင်းနဲ့သွားတာအဲ့လိုသွားပြီးဒီကောင်ထွက်ပြီးဆိုတော့မှသူ့အောက်မှာဘာဖြစ်တော့ဟာဒီ85တွဲနဲ့54တွဲတွေနှစ်တွဲကလိုက်ထွက်တယ်အဲ့ကောင်ထွက်ပြီးပြီဆိုရင်ဒီကောင်လိုက်တယ်အဲ့ဒါမှတ်တာဟုတ်ပြီနော်တကြောင်နောက်တကြောင်ကကျတော့ဘာလို့လဲအဲ့ဒီနှစ်ထဲမှာပဲ6ချိန်မှာရှော့ပလေးဆိုတာမူတွေထွက်တယ်6ချိန်မှာရှော့ပလေးထွက်တယ်လို့ဒီနှစ်ထဲမှာပဲ69ဆိုတဲ့ရှေ့တွဲ69ဆိုတဲ့ရှေ့တွဲနဲ့ရှေ့ပေါင်းချင်းရှေ့အဲ့ဒီရှေ့ကိုအပိတ်ထောင်သုံးလုံးပေါင်းချင်းရှေ့နဲ့တပတ်တစ်ခွက်လိုက်ထိုးရ69ဆိုတဲ့ရှေ့တွဲအဲ့ဒါကိုအပိတ်ထောင်သုံးလုံးပေါင်းချင်းရှေ့လို့လိုက်ထည့်လိုက်ရုံပဲတစ်ခွက်ထွက်တယ်အဲ့ကောင်ဘယ်နေရာမှာထွက်တော့ဆိုတော့ဟာဒီအပိတ်ထောင်သုံးလုံးပေါင်းချင်း3လို့ဖြစ်တဲ့ဘေးဘွဲမှာလိုက်ထွက်တယ်ဟုတ်ပြီနော်ဒီအကြောင်းကဟုတ်ပြီနောက်တစ်ခုက6ချိန်မှာရှော့ပရိတ်နောက်တစ်ခုက85တွဲတွဲအခုနလာခဲ့တဲ့3ထိပ်နဲ့5ပရိတ်လို့ထွက်လို့သူနဲ့တဲ့ဒီမှာဆိုရင်85နောက်တွဲလို့ကြပြီးတော့မှဟာဒီအပေါ်ကကွာပေါင်းချင်းနဲ့ထိပ်နဲ့ကိုတစ်လို့ထည့်ထားတယ်အဲ့တခွက်တည်းထွက်တာအဲ့လိုဒီကဲဟုတ်ပြီအဲ့ဒါပထမကဒုတိယကပြောမယ်ဒုတိယကမှာလည်းထုံနည်းတူစွာပဲနော်ဟုတ်မယ်3ပိတ်ခြေပေါင်းချင်း3လို့ဖြစ်ပြီသူ့ကဘေးကိုက်နဲ့မှာ3ထိပ်နဲ့5ပရိတ်လို့တခွက်လိုက်တယ်3ထိပ်နဲ့5ပရိတ်ဘယ်မှာလိုက်တယ်အဲ့တနေ့ကျော်မှာကွာပေါင်းချင်း5တဲ့အဲ့5ဒီ3လို့5လို့ထည့်တယ်ဘေးဘွဲမှာလိုက်တာဘေးဘွဲမှာလိုက်ပြီးတဲ့ခါကျသူ့ဘေးကိုက်နဲ့မှာတော့3ချိန်မှာ3လို့ပြန်လိုက်ပိတ်တာ3လို့ပြန်လိုက်ပိတ်ပြီးဆိုတော့သူဟုတ်ပါ1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်မြောက်ဒီနှစ်ထဲမှာဥနာ3ပါဝါ10ပရိတ်တပွဲအဲ့10ပရိတ်ဒီရှေ့ပေါင်းချင်း4ကို4နောက်ပိတ်နဲ့နောက်တစ်ခု9ပရိတ်4ခါထိုင်ကွာပေါင်းချင်း5နဲ့အဲ့လိုလိုက်ထွက်တာဒီကောက်ကြောင်းကကျွန်တော်2019တုန်းကရာဇဝင်နဲ့ဗျာဒီရာဇဝင်ပြောလို့ရှိရင်ဟိုအရစ်တရှိကိုနေမယ်နော်အဲ့ရာဇဝင်ပြောလို့ဟိုထောင်ထဲရောက်သွားလိမ့်မယ်နော်ထောင်ထဲမှာကျွန်တော်ခြာခဲ့တဲ့မူထောင်ထဲမှာပေါက်ခဲ့တဲ့ကောက်ကြောင်းစိုက်နော်အဲ့2019တုန်းအဲ့ဂျမဲသိန်းထောင်ထဲမှာနော်အဲ့ဂျမဲသိန်းထောင်ထဲမှာအဒီကောက်ကြောင်းနဲ့ကျွန်တော်ပေါက်ခဲ့တာအဲ့ထောင်ဝန်ထမ်းတွေပေါ့နော်ထောင်ဝန်ထမ်းအဆရာကြီးနာမည်တော့ကျွန်တော်မေ့တော့ဗျာနေပေါင်းထီးတော့ပါတယ်ဗျာဆရာကြီးထီး3ရက်နဲ့ဆရာကြီးတူတူတောင်းဖို့ပေါ့နော်ကဲထားရတော့အဲ့ဒါပြောချင်တာမဟုတ်
ပြောချင်တာဒီကောက်ကြောင်းအဲ့လိုရာဇဝင်နဲ့ရှေ့ဆိုကြောင်းပြပြအဲ့တော့အဲ့လိုထွက်ခဲ့တယ်လို့အဲ့နှစ်ထဲဟွာရှိတော့6ချိန်မှာ6ပရိတို့ထွက်တယ်85တွဲကဘယ်မှာထွက်တော့သူနဲ့တဲ့လီမှာ85နောက်တွဲလို့ကြပြီးတော့မှဘွာပေါင်းချင်းနဲ့ထိနဲ့တစ်လို့ထည့်ပြီးတော့တစ်ခွက်တည်းထွက်တယ်နောက်တစ်ခါ69ဆိုတဲ့ရှေ့တွဲ69ဆိုတဲ့ရှေ့တွဲရှေ့ပေါင်း8 69တဲ့ရှေ့ပေါင်းရှေ့ကြတဲ့ခါမှာအပိတ်ထောင်3ဝန်းရှေ့လို့ထောင်ပြီးတစ်ခွက်တည်းထုတ်ရတယ်အဘိနေမှာကြတော့အပိတ်ထောင်3ဝန်း3ရက်ဘေးမှာလိုက်ထွက်တယ်ဟုတ်ပြီဒါဒုတိယကအဲ့တတိယကသွားပြီတတိယကဒါမြန်မြန်လေးကျွန်တော်ပြောရတယ်ကျွန်တော်တကယ်နော်အဲ့မလေးဒီမှာလည်း3ပိတ်ရှေ့ပေါင်းချင်း3သူ့ဘေးကဲနေမှာ3ထဲကြီးအမလိုက်တယ်ကျွန်တော်အတော့ဂျမသိထောက်လဲပါနော်အမလေးအဲ့တော့ထောင်ထဲမှာလည်းကျွန်တော် share ရအောင်တွက်တာမလေးနော် share ရအောင်တွက်ပြီး share ပေါအောင်ထိုးခဲ့တာဒီပွဲအဲ့တော့ကျွန်တော်10ခွက်ပေးပြီးကျွန်တော်2ခွက်တင်ခိုင်းလိုက်တာ10ခွက်ရေးခိုင်းတာ3ထိပ်နဲ့နောက်ပေါင်းချင်းနဲ့5ပရိထိုးခိုင်းတယ်2ခွက်ကတော့ဟာဒီ3ခွန်5နဲ့3ရှစ်လေးဆိုပြီးကျွန်တော်ရွေးပေးလိုက်တယ်အဲ့ဒါဦးစားပေးထိုးဆိုပြီးတော့နော်အဲ့ဒါ2019တော့ဒီနေရာမှာ3ထိပ်နဲ့နောက်ပေါင်းနဲ့ထွက်သွားတယ်တနစ်ကျော်မှာကွာပေါင်းချင်း5ဒီ3လုံး5လို့ထည့်တာဒီနားမှာကျွန်တော်ထိုးခိုင်းတာ3ထိပ်နဲ့နောက်ပေါင်းချင်းနဲ့5ပရိဆိုထိုးခိုင်းတာအဲ့ဒီကောင်ထွက်လာတော့နောက်နှစ်မှာ3ချိန်မှာ3ထိပ်ဆိုပြီး3ပိတ်ဆိုပြီးတော့ကျွန်တော်ကပြန်ဖမ်းပေးတာနော်ပြန်ဖမ်းပြီးဒီမှာလည်း3ပိတ်တော့မှန်တယ်ကျွန်တော်ပေါက်သီးမဖြစ်ဘူးအဲ့တော့နော်3ပိတ်တော့မှန်သွားတယ်ပေါက်သီးမဖြစ်ခဲ့ဘူးအဲ့တော့ထားရတော့အဲ့ဒါပြောချင်တာမဟုတ်အဲ့တော့3ပိတ်တွေထွက်ခဲ့သူ့ဟိုတနေ့2နှစ်3နှစ်4နှစ်5နှစ်6နှစ်မြောက်ဒီနှစ်ထဲမှာအဲ့3ပေါင်က10ပိတ်ကိုမှရှေ့ပေါင်းချင်း4မှာ4တို့ပိတ်တယ်10ပိတ်ဒါလည်းရှေ့ပေါင်းချင်း4နောက်ပိတ်နဲ့10ပိတ်နောက်ကွက်အဲ့ဒါဒီနာဘာလို့ဖမ်းတာတော့အဲ့ဒါပြောပြမယ်ဟုတ်ပြီနော်အဲ့ဒီနားမှာလို့ဖမ်းလာတာအခုနဒုတိယကမှအဲ့ဒါလေးပြောမိသွားဒုတိယကမှဒီကောင်ထွက်တယ်ဒီကောင်ထွက်တော့ဘယ်မှာထွက်တယ်အခုနပြောတယ်သူ့ရဲ့ဘေးမှာဟာမှာအခုံးခုံမယ်ဟုတ်ပြီနော်အခုံးခုံအဲ့ဒီအခုံးခုံကတော့ခါတော်လုံးခုံဒီ2နှစ်ကျော်မှာခွန်ခါခါတော်လုံးခုံလို့ရိုက်ပြီအခုံးခုံလို့ရိုက်လို့သူ့ဘေးမှာထွက်တာဘယ်ကနန်းအခုနပြောတယ်ရှေ့ပေါင်းချင်းတွေကို၄နောက်ပိတ်နေဟုတ်ပြီနော်ရှစ်ပရိအထွက်တော့မယ်ဆိုတော့ရသူ့ရဲ့ဇောင်းမှာဘာကြည့်တော့ဟာမယ်နောက်ပေါင်းလေးရှိတယ်4ပါဝါဟာမှာ9လို့ထောက်သွားတယ်ဟုတ်ပြီနော်နောက်ပေါင်း9ပါဝါနောက်ပေါင်း4လို့တက်ပြီးတော့သူ့ဇောင်းမှာကြာရင်သူ့အပေါ်ဘာဖြစ်တော့နောက်ပေါင်း1တဲ့နောက်ပေါင်း1အောက်မှာပထမကနောက်ပေါင်း300နော်နောက်ပေါင်း300အောက်မှာကြာတယ်ဒီမှာကျတော့နောက်ပေါင်း1ရဲ့အောက်မှာကြာတယ်ဒီမှာကျတော့နောက်ပေါင်း2ဆိုပြီးဖမ်းလာတာဒီနာနောက်ပေါင်း2ရဲ့အောက်ဆိုဒီနာဘာလို့ဖမ်းတော့ဟာမခွန်ခါထောင်လုံးခွန်အခုခွန်လို့ဖြစ်တော့ဒီဘေးသူ့ဇောင်းမှာလည်းပါရနောက်ပေါင်း9လို့လိုက်ရတယ်နောက်ပေါင်း3နောက်ပေါင်း4နောက်ပေါင်း5အဲ့ဒီ3 4 5ဒီသူ့ရဲ့ပါဝါကဒီဘက်မှာရှိတယ်အဲ့ဒီ9ကြောင့်တပိညောင်မှာ9ပါဝါ300လို့ထောက်ထားတယ်300ပါဝါ9လို့ရိုက်ပြီးတော့ဒီကောင်ထွက်တယ်ဟုတ်နော်ထွက်တော့အဲ့ဒီခွန်လို့ကြာပြီခွန်ပါဝါ2ခါလည်းထိုင်လာပြီထို့ကြောင့်ဒီနေရာမှာရှီပေါင်းချင်း4နောက်ပိတ်နေဆိုပြီးတော့ကျွန်တော်ခဏနဲ့ပေါ့ကိုရွှေ့တာပါဒါမအထူးအော်ဒီပါကျွန်တော်အဖွဲ့သားတွေအတွက်ဟုတ်ပြီနော်နောက်ထပ်ဒီဝင်လာပြီးသူ့အောက်မှာပါရှိနော်အဲ့ဒီ54တွဲနဲ့85အတွဲဆိုတဲ့အတွဲဒီလာလိမ့်မယ်ဘယ်ချိန်မှလာမလို့တော့မသိဘူးဒီမှာတော့ကြိုက်ရည်လာတာပဲ54အတွဲရေ85အတွဲလာပြီးတာနဲ့646ဆိုကနန်ထွက်တယ်ဟာဒီမှာလဲ54အတွဲနဲ့85အတွဲလာပြီးတာနဲ့646လို့ထွက်တယ်ဒီမှာတော့အဲ့54အတွဲဒီ45အတွဲဒီလာမလာတော့မသိဘူးဒီနားလေးမှာ646တော့လိုက်ထိုးရမယ်အကယ်၍ဒီနားလေးမှာလည်း946လေးမထွက်ဘူး6ကဒီတိုင်းမထွက်ခဲ့ဘူးဆိုလို့ရှိရင်အခုန54တွဲနဲ့85အတွဲလေးကြပြီးနေကျွန်တော်646ဆိုခဏနေလိုက်ထိုးရတယ်ဟုတ်ပြီနော်နောက်တစ်ခု69ရှိတွဲရှိတွဲအပိတ်ထောင်3ပေါင်း8လို့ဖြစ်ပြီးဒီနားမှာထိုးရမှာဒါ6ချိန်မြောက်ဘာလို့လဲဒီ3လုံးပေါင်းကြီး3လို့ဖြစ်တာတဲ့ဘေးပွဲမှာထိုးရမှာအကယ်ဒီနားမှာမထွက်ဘူးတော့မထွက်ရင်ဒီနားမှာအပိတ်ထောင်3ပေါင်းကြီး3လို့ရှိတယ်ဘေးပွဲမှာ69ရှိတွဲနဲ့အပိတ်ထောင်3ပေါင်းကြီး8လို့ဖြစ်အောင်ထည့်ပြီးထိုးအဲ့မှာမထွက်ဘူးလားအဲ့မှာမထွက်ရင်ဒီနားမှာလိုက်ထိုးအပိတ်ထောင်3ပေါင်းကြီး3လို့ထောက်ထားတယ်ထို့ကြောင့်ဒီနားမှာရှေ့ပေါင်းကြီး8ကိုမှ69တွဲနဲ့အပိတ်ထောင်3ပေါင်းကြီး8လို့လိုက်ပြီးတော့ထိုးဘာလို့ဒီနေမှာ85တွဲရေးတော့ဒီကောင်နဲ့တဲ့ဒီမှာမို့လို့သူနဲ့တဲ့ဒီမှာ85နောက်တွဲဟုတ်ပြီနော်85နောက်တွဲဘာလို့85နောက်တွဲဟိုဘက်မှာ85တွဲရလာခဲ့တာဟာဒီ3ထိတ်နဲ့5ပရိကြခဲ့ဆိုဟိုက်နောက်ပေါင်းချင်းနှစ်ဒီနေရာမှာနောက်ပေါင်းချင်းနှစ်ကိုမှ85တွဲနဲ့လာတာဒီမှာလဲ3ထိတ်နဲ့နောက်ပေါင်းချင်းနှစ်5ပရိသူနဲ့တဲ့ဒီမှာလဲအဲ့နောက်ပေါင်းချင်းနှစ်ကြောင့်နောက်ပေါင်းချင်းနှစ်ကိုမှ85တွဲနဲ့လာပြီးတော့မှဘွာပေါင်းချင်းနဲ့ထိတ်နဲ့1လို့ထည့်တာဒီမှာလဲဘွာပေါင်းချင်းနဲ့ထိတ်နဲ့1လို့ထည့်တာဒီမှာလဲအခါကျန်တကယ်ချင်းနေဒီအပိတ်ရဒီထိတ်ရပေါင်းချင်း1လို့ထည့်ပြီးတော့တကွက်ထိုးနော်ဒီကတော့69တွဲကဒီနားရဖမ်းပေးလိုက်တယ်ဒါကျွန်တော်အဖွဲ့သားတွေအတွက်တီးပြတာဒီဗီဒီယိုဖိုင်က
ကျွန်တော်တကယ်ကြီးနေဒီဗီဒီယိုဖိုင်လေးကိုအစီအစဉ်နဲ့ကိုယ့်အကိုအဆင်ပြေအောင်ကြည့်ဟုတ်ပြီနော်အဆင်ပြေအောင်ကြည့်အပိုင်းပိုင်းလေးတော့ဖြစ်သွားလိမ့်မယ်ဘာလို့9မိနစ်စာလေးပဲပိုင်ပြီးပို့လို့ရမှာလေကျွန်တော်တကယ်ကြီးနေနော်တပရိတ်တည်းဒီအောင်7မိနစ်15မိနစ်တည်းမထွက်ဘူး Viber တို့ဘာတို့က Messenger တော့နေနော်အဲ့တော့9မိနစ်စာလေးပိုင်ပြီးတော့ထွက်လာလိမ့်မယ်အဲ့ဒါအဆင်ပြေအောင်ကြည့်ကဲတကယ်ကြီးနေဖွဲ့သားရေးဒါပဲပြောတကယ်ကြီးနေကဲကိုလက်အောင်ပြီဗျာလေအောင်ပြီနော်ဒီဘွဲ့ကျင်တကယ်အောင်ပြီကဲတကယ်ကြီးနေစင်းပြီ